အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Birthday TV Channel ကနေနှွေးထွေးစွာနဲ့ခွန်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့နိုဝင်ဘာလ9ရက်နေ့ကျွန်တော်တို့ရဲ့ Happy Birthday TV Channel ကနေတင်ဆက်ပေးမယ်ဝင်းနေစီတောင်စီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ကတော့မြောင်မြောင်မျိုးနဲ့ဝင်းမြင့်ညွန့်ကြီးရောမှာနေထိုင်တဲ့မနီယူလိုက်ပဲဖြစ်ပါတယ်ခင်ဗျာ Happy birthday ဒီနေ့နိုဝင်ဘာလ9ရက်နေ့မှာရောက်ရှိလာတဲ့မနီယူလိုက်ရဲ့29နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုတော့မလေးရှားနိုင်ငံမှာနေထိုင်တဲ့မောင်လေးလင်းလင်းထုံးကနေဝင်းနေစုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမနီယူလိုက်ရဲ့29နှစ်ပြည့်မွေးနေ့ရဲ့မြက်လေးကိုမောင်လေးလင်းလင်းထုံးဆူတောင်းမိထားတဲ့ဝင်းနေဆူတောင်းလေးတွေရတော့ဒီနေ့ရောက်ရှိလာတဲ့မွေးနေ့မှာစပြီးနောက်နှစ်ပေါင်းများစွာအတိုင်းဘဝကိုပြည့်ပြည့်ရွှင်ရွှင်နဲ့ဖြစ်တန်းနိုင်ပါသည်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ပါသည်ကိုယ်လိုချင်တဲ့ဘဝပန်းနိုင်ကိုလည်းတက်လန်နိုင်ပါသည်ဤချမ်းသာရတဲ့ဘဝကိုလည်းထောက်ရပိုင်ဆိုင်ရပါသည်ခက်ခဲတွေအလုံးကိုလည်းကြော်လာနိုင်ပါသည်လူရင်းစနမန်သမျှပြည့်စုံပါသည်ဆန္ဒတဲ့ဘဝတက်တဲကြပါသည်ဆိုပြီးတော့မနီယူလိုက်ရဲ့29နှစ်ပြည့်ဝင်းနေရဲ့မြက်လေးကိုမောင်လေးလင်းလင်းထုံးကနေဝင်းနေစုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမနီယူလိုက်ရဲ့ Happy Birthday TV Channel ရနေလေဒီနေ့နိုဝင်ဘာလ9ရက်နေ့မှာရောက်ရှိလာတဲ့မနီယူလိုက်ရဲ့ဝင်းနေရဲ့မြက်လေးကိုထက်ဆက်ဝင်းနေစုမကောင်းလေးတောင်းဆိုပေးခြင်းပါတယ် Happy Birthday ပါခင်ဗျာဝင်းနေရနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်စွာနေထိုင်နိုင်ပါသည်နေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါသည်ဘဝရဲ့အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါသည်အလုံးကိုင်တွေလည်းတမကအဆင်ပြေပြီးတော့စီးပွားလက်လာပါများလည်းတည်လာတွေ့တတ်ပါသည်မျက်နှာမြင်ချစ်ခင်တန်ညာတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါင်းများပါသည်ကကြီးတုံးပါရင်သွေးမသားပါပေးရနေလည်းကင်းဝေးနိုင်ပါသည်ဘဝမှာမရှိစကားမကြားပဲနဲ့သက်ရှိကြမှာပျော်ရွှင်ပြီးတော့ကောင်းသောလူရင်းဆန္ဒမှန်သမျှပြေဝပါစေလို့ဒီနေ့နိုဝင်ဘာလ9ရက်နေ့မှာရောက်ရှိလာတဲ့မနီယူလိုက်ရဲ့မွေးနေ့ရဲ့မြက်လေးကို Happy Birthday TV Channel ရနေလေထက်ဆက်မွေးနေ့ဆုမကောင်းလေးတောင်းဆိုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါသေးလို့ Happy Birthday TV Channel ရနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ